မြက်ပန်းစီရီ3တန်းတာစီမံရာနေမန်းကလေးတွေပဲစနေတော့မှာညိုးရော်နေတော့တာမိုးမိထားတဲ့ရင်ပြင်တော်ပေါ်မအေးမြနိုင်သူရဲ့ခြေရာကကြေကွဲရသူအများကောင်းမှုကြောက်ပြားအောက်အထိစိတ်ဝင်နေဖြတ်တန်းလာကြရတဲ့ခေတ်ကဒိုင်နာကားတွေ့စီမိသူတွေလိုကားထွက်တာနဲ့ဖက်နှက်ဆွဲလူခံရတာမျိုးမို့ဘဝလမ်းပေါ်ကြည်နူးမှုလေးခဏခဏကြာကွဲတယ်။တဲပုံစေဒီလေးကအစတပြေညိုတစ်ခက်နှစ်ခက်နဲ့အသက်ကိုပူဇော်ပြီးသူပျော်ပါစေစုတွေတောင်းမိတယ်။လက်တော်နေရတော်ကျိုးနေတဲ့ရှေးခေတ်စင်းတူတော်ကအစသူ့အတန်လေးကြားတော်မူမိသလား။သူ့ကိုပြန်ခေါ်ပေးပါဗျာ။ရှေးရည်ဆက်အကြောင်းလွယ်လိုဖွဲ့မိတယ်ခေါင်းလောင်းတန်ကြားတိုင်းရှင်တန်ချင်းကိုပွေ့ပွေ့ပြေးနေတဲ့ဇောင်းတန်းအောက်ခြေကဘဝတွေမှာနေဖို့ညစာလူအခွင့်ရေးဆိုတာရှိရဲ့လားရင်မောပွဲမိကွန်းတွေစကားပန်းအောင်ဆောင်တတ်သောမြက်ပန်းစီရီပန်းစီရီအောင်မှုတွေဆရာအောင်မှုရဲ့ကြပြဖြစ်ပါတယ်အဆုံးထိနားထောင်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ